ကမ္ဘာအကြီးဆုံးရေခဲနှင့်နှင်းပွဲတော်ဆောင်းရာသီရဲ့လှပမှုကိုအပြည့်အဝခံစားကျင်တဲ့သူတွေအတွက်တရုတ်နိုင်ငံကဟာဘင်မြို့ဟာအကောင်းဆုံးရွေးချယ်မှုတစ်ခုပါဒီမြို့မှာနှစ်စဉ်ကျင်းပလေးရှိတဲ့ Harbin Ice and Snow Festival ဟာကမ္ဘာအကြီးဆုံးနဲ့အထင်ရှားဆုံးရေခဲနှင့်နှင်းပွဲတော်တစ်ခုဖြစ်ပြီးလှပတဲ့ရေခဲထွင်းထုတွေမီးမောင်းထိုးပြထားတဲ့ရေခဲပန်းချီကားတွေနဲ့ထူးခြားတဲ့အတွေ့အကြုံတွေကိုပေးစွမ်းနိုင်ပါတယ်ဒီပွဲတော်ရဲ့အဓိကဆွဲဆောင်မှုကတော့ရေခဲနဲ့နှင်းတွေကိုအသုံးပြုပြီးဖန်တီးထားတဲ့ကြီးမားလှပတဲ့ထွင်းထုတွေပါကမ္ဘာအထင်ကရအဆောက်အဦတွေရုပ်ပုံတွေဇာတ်ကောင်တွေကိုရေခဲထဲမှာထွင်းထုထားတာကိုမြင်တွေ့ရမှာဖြစ်ပြီးညအချိန်မှာအယောင်စုံမီးတွေနဲ့အလှဆင်ထားတာကြောင့်ပိုပြီးလှပစေပါတယ်ပွဲတော်မှာရေခဲပြင်ပေါ်မှာစကိတ်စီးတာရေခဲစလိုက်စီးတာရေခဲဘောလုံးကန်တာလိုမျိုးကစားနည်းတွေကိုပါဝင်ဆင်နွှဲနိုင်ပါတယ်ဒါအပြင်ရေခဲပန်းချီကားတွေရေခဲပန်းပွင့်တွေကိုကြည့်ရှုရင်းဆောင်းရာသီရဲ့လှပမှုကိုအပြည့်အဝခံစားနိုင်မှာပါပွဲတော်ကိုဒီဇင်ဘာလလယ်ကနေဖေဖော်ဝါရီလကုန်အထိကျင်းပလေးရှိပြီးအကောင်းဆုံးသွားရောက်လည်ပတ်ဖို့အချိန်ကတော့ဇန်နဝါရီလဖြစ်ပါတယ်ဒီအချိန်မှာရေခဲနဲ့နှင်းထွင်းထုတွေအကုန်ပြီးစီးနေပြီးရာသီဥတုလည်းအေးမြတာကြောင့်ပွဲတော်ရဲ့လှပမှုကိုအပြည့်အဝခံစားနိုင်မှာပါဟာဘင်မြို့ဟာရုရှားနယ်စပ်နဲ့နီးတာကြောင့်ရုရှားယဉ်ကျေးမှုလွှမ်းမိုးမှုတွေကိုမြင်တွေ့နိုင်ပါတယ်ရုရှားစတိုင်စားတောက်ဆိုင်တွေမှာထိုင်ပြီးရုရှားအစားအစာတွေကိုစားတောက်ရင်းဆောင်းရာသီရဲ့အေးမြတဲ့အရသာကိုခံစားနိုင်ပါတယ်။ဆောင်းရာသီရဲ့လှပမှုကိုခံစားကျင်တဲ့သူတွေရေခဲနဲ့နှင်းတွေရဲ့အမှုပညာလက်ရာတွေကိုလေ့လာကျင်တဲ့သူတွေအတွက် Harbin Ice and Snow Festival ဟာအကောင်းဆုံးနေရာတစ်ခုပါ။ဒီပွဲတော်ကိုသွားရောက်လည်ပတ်ပြီးမမေ့နိုင်တဲ့အတွေ့အကြုံတွေကိုရယူလိုက်ပါ။